နေ့တော်ကြာမှာခင်မွန်းတဲ့ဇီတီဟာနဲ့ပြန်လည်ဆုံစည်းနိုင်ခဲ့တဲ့တရုတ်ဆောင်မင်းသမီးနန္ဒာလိုင်အကျဉ်းချနေတဲ့ခင်မွန်းတဲ့ပြန်လည်လွတ်မြောက်လာတာကြောင့်ပြုံးပျော်ရွှင်နေရတာကတော့တရုတ်ဆောင်မင်းသမီးနန္ဒာလိုင်မှာအားလုံးသိကြတဲ့အတိုင်းနန္ဒာလိုင်ကတကိတ်တကာကအောင်မြင်ကြော်ကြားတဲ့ထိတ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။အထူးသဖြင့်နန္ဒာလိုင်ကစက်တည်ရှိတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတာဖြစ်ပြီးတရုတ်ဆောင်ကောင်းတာကြောင့်ရုပ်ရှင်လောကမှာနန္ဒာလိုင်ဆိုတဲ့နာမည်တစ်လုံးရရှိစေခဲ့ပါတယ်။ဒါ့အပြင်နန္ဒာလိုင်ကတင်းငိမ်ခံညာပြီးယောက်ျားတွေနဲ့ကင်ကင်ရှင်းရှင်းနေထိုင်နေသူဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံရဲ့ထိပ်တန်းအချမ်းသာဆုံးတထေးကြီးတဦးဖြစ်တဲ့ဇေကဘာဦးခင်ရွှေရဲ့တဦးတည်းတော်သားဇေတီဟာနဲ့နန္ဒာလိုင်ကဖူးစာပါခဲ့ရဖြစ်ပါတယ်။ဇေတီယာနဲ့နန္ဒာလိုင်တို့ကသမီးလေးတွေနဲ့တာယာပျော်ရွှင်တဲ့ဘဝလေးကိုတီထောင်ထားနိုင်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့နှစ်တွေမှာတော့နန္ဒာလိုင်ရဲ့ခင်ပွန်းဖြစ်သူဦးဇေတီဟာနဲ့ရောက်ခမဖြစ်သူဇေကဘာဦးခင်ရွှေတို့ကအကျဉ်းချခံခဲ့ရပါတယ်။ဒါကြောင့်နန္ဒာလိုင်ကသမီးလေးတွေကိုစောင့်ရှောက်ရင်းနဲ့နေရတာပါအခုအခါမှာတော့နန္ဒာလိုင်ရဲ့ရောက်ခမဖြစ်သူဇေကဘာဦးခင်ရွှေနဲ့ခင်ပွန်းတဲ့ဇေတီဟာတို့ကအကျဉ်းချနေရာကနေပြန်လည်လွတ်မြောက်လာကြောင်းသိရပါတယ်ဒါကြောင့်နန္ဒာလိုင်တို့မိသားစုကတော်တော်လေးကိုပျော်ရွှင်နေရဖြစ်ပါတယ်ဒါအပြင်ပရိသတ်တွေကလည်းတော်တော်လေးပျော်ရွှင်နေကြတာကိုတွေ့ကြရပါတယ်ရှင်